ပွဲတွားဆဲပြီလေအမျိုးကတော့လက်မခံဘူးဟေ့ငါလည်းဆဲမယ်ငါကနဆောင်းငါလည်းဆဲမယ်ဟိုအိုက်ဆဲတာငါတို့ကတော့ဆွနီတော်မို့အစင်းနေမယ်တကယ်ခေါင်းနေပွဲဆိုတာနဲ့ဆဲမယ်ဆိုတာကြီးပဲကိုဘာဖြစ်တာလဲအေးဒီမှာဘာပွဲဖြစ်မှန်းလည်းမသိဘူးအဲ့ဒါဝိုင်းဆဲမယ်ဆိုပြီးထွက်သွားကြတာပဲထားလိုက်ကိုခင်မုံအေးတွေပြပြီးပြန်လာကြလိမ့်မယ်ကြည့်နေမနက်ကလူမသားတယောက်ကိုကြိုက်လိုက်မိတာအဲ့ဒါအခုငါပြောပွဲအုံမွဲနဲ့သွားတောင်းမှန်ရတော့မယ်ဖြစ်ချင်တော့ကိုကြိုက်လိုက်တဲ့ကောင်ကအုတ်ကြီးရဲ့သားဖြစ်နေတာအဓိကပြောချင်တာတော့ကိုဦးတို့မဦးတို့အနေနဲ့တည်ငါကြိုက်ချင်တဲ့စိတ်ကလေးကိုအလိုမလိုက်ကြပါနဲ့လို့ဖြစ်လာရင်ရှင်းရတာမလွယ်ဘူးဒါတောင်ကိုဦးတခင်ကောင်းလို့မကြမရေမင်းမရှိလဲဖြစ်တယ်မင်းမရှိလဲဖြစ်တယ်စားငါမရှိရင်နင်တို့သားဖားတွေအစာရှာမစားတတ်ဘူးဆိုပြီးနေရမန်တက်နေတာဘာခက်လို့လဲအစာရှာတာဒီလိုပဲ6ရောက်ကလေးနဲ့ရက်ပြီးရှာရင်ရတာပဲဟုတ်သူတယောက်တည်းပဲရှာတတ်တယ်လို့စားတာတို့စားအချင်းချင်းမခွတ်ကြနဲ့အေးဝိုင်းပြောမင်းတို့ဘိုင်းဝိုင်းပြောငါ6ရောက်တွေညောင်းနေပြီအေးပရေရေမုံလိုက်စမ်းဆက်ဆိုလိုက်မယ်နော်အေးပရေရေမုံလိုက်စမ်းကိုငိမ့်မောင်ငါမမုံနိုင်ဘူးလေဟောကိုမြဲရှာရအောင်တခင်ပြန်လာတော့မယ်အေးပါငါရှာနေတယ်လေကွာဒီမှာအဝတ်တွေကရှုပ်ချက်ခတ်နေတာပြီးတော့ရှော်မဲ့ဝတ်တွေကနန်စော်နေတာပဲမင်းရုပ်ကအဲ့ထဲမှာရှိတာတေးကြလို့လားတေးကြပါတယ်ဆိုကွာမင်းကလည်းမနက်ကအဝတ်တွေလုံးမယူသွားတာငါရုပ်ပါသွားတယ်ငါတွေးလိုက်တယ်မင်းကလည်းအဲ့ရုပ်မကိုက်ရရင်မင်းမနေနိုင်မထိုင်နိုင်ဖြစ်နေတာအောက်ထဲမှာလားမသိဘူးဟဲ့ဒီမှာတွေးပြီအောက်မှာအဲ့ဆိုမင်းယူလိုက်ရကိုက်လိုက်တကားပြန်ပိတ်ခဲ့ဦးတခင်တိသွားလိုက်မယ်ဟဲ့မင်းနောက်ကလာတာဘာလို့မပိတ်ခဲ့တာတော့ဦးတဲလေးတွေဘာမှစိတ်မပူနဲ့တော့နော်ကဘာကြီးကိုကဲတင်ဖို့အတွက်စူပါဝူလာပြီကိုဦးလိုကဘာကြီးကိုကဲတင်နေဆွေတော့ကိုကအားကောင်းနေဖို့လိုအပ်တယ်နော်မိသားစုအတွက်ပဲဖြစ်အလုပ်ခွင်မှာပဲဖြစ်ကိုကအားကိုထိုက်တဲ့သူတယောက်ဖြစ်ရက်တီခြင်းနဲ့ဆိုရင်တော့အနာပွန်စီကလူတဲလေးတို့အတွက်အကောင်းဆုံးအဖော်ပေါ်မယ်ဗီတာမင် C 900 mg နဲ့ဗီတာမင် B complex တို့ရဲ့ပေါင်းစပ်မှုကဒီနေ့တစ်လုံးတောက်ရုံနဲ့တင်ကိုယ့်ရဲ့များပြားလာတဲ့တောင်ဝတ္တရားတွေကိုစွမ်းဆောင်ရည်အပြည့်နဲ့တက်ကြွလန်းဆန်းစွာနဲ့လှုပ်ဆောင်နိုင်ပါလိမ့်မယ်ဒါလူကူးမြင်းကြားဆိုတော့နွားရောကူးလို့ရလားမသိဘူးရှေ့ရလာတဲ့လူမသားတဲ့မဲကြီးအောင်မှာနွားစကားရောနားလဲပါမလားလာလိုက်ခဲ့ဦးပဲကူးနေတယ်တော့ကျေးဇူးပါလူမသားရဲ့ဟမ်လူမသားခဏလေးတခုပြန်ပြီးကျေးဇူးဆက်ချင်လို့နိုးဆိုးတယ်လားမသိဘူးနော်လာထိုင်ရိုက်ဆိုးတယ်လို့ရှင်ကုန်းပြီးတော့ဆိုးသွားလိုက်ပါလားဘာလဲယွန်းတန်းလို့လားလာမယွန်းတဲ့2ပိဿာ3ပိဿာလောက်ဆိုးသွားလဲစိတ်မဆိုးကိုလည်းတက်နိုင်တာနို့ပဲရှိလို့ဟဲ့မင်းလိုက်မလားငါလည်းလိုက်ချင်တယ်ဒါပေမဲ့ငါတခင်ကခြံဆောက်ခိုင်းတာလေအဲ့ဒါဆိုနည်းနည်းပပဟောင်ပြီးတော့ဟန်ပြလေးစောင့်ပြလိုက်လေကွာအေးအဲ့ဆိုမင်းတို့လည်းကူဟောင်မင်းတော့အေးပါကွာမင်းကိစ္စလည်းမသေးပါလားတခုခွေးတကိုငါကြံစီအခုတော့သွားမိုက်တယ်ရောက်ငါဟောင်းတာပြီးပြင်းလားပြီးတော့ပြီးပြင်းပါလေဒါပေမဲ့ငါတို့ခွေးတခုလို့တော့မဟောင်းနဲ့လေကွာမင်းတခြားဟာပြောင်းဟောင်းလေအဲ့ဆိုငါဘလို့ဟောင်းအောင်မှာမင်းကလည်းခွေးစိုးကြီးတို့ဇိုးခွေးကြီးတို့အဲ့လိုမျိုးဟောင်းလေကွာအဲ့ဒါမှမင်းကိုခွေးစိုးကြီးတွေနဲ့ပြန်ကြိုက်ရဲတယ်ဆိုပြီးတော့မင်းတခင်ကမင်းကိုအထင်ကြီးမှာပေါ့အေးအဲ့ဆိုပြန်ဟောင်းမယ်အစနေကငါ channel ပြန်ဝင်လာအောင်မယ်